လူတယောက်ဤလက်ကတစ်ဖက်လူဤပခုံးပေါ်သို့ရောက်ရှိသွားသည်တစ်ဖက်လူနတ်ဆိုးကောင်းဆောင်ခန္ဓာကိုယ်တွင်းရှိအကျော်များချက်ချင်းပြတ်တောက်သွားသည်နတ်ဆိုးကောင်းဆောင်မှာမြည်သူမျှတုံ့ပြန်ချိန်မရဘဲပါဇက်နှင့်နှာခေါင်းမှသွေးများအန်ထုတ်ကာလဲကျသွားသည်ထိုနတ်ဆိုးကောင်းဆောင်၏မျက်လုံးများနီမြန်းလာပြီးအခြေအနေဆိုးရွားသွားပုံကိုအနီးကပ်ပြသသည်နတ်ဆိုးကောင်းဆောင်တေဆုံးသွားတော်လဲအဓိကဆက်ဆောင်အမျိုးသားမှာထိုနေရာတွင်အစိတ်ငွေများရှိနေသည်ဟုထင်မှတ်နေစေဖြစ်သည်အမျိုးသားသည်ကြောက်လန့်တကြားဖြင့်နှာခေါင်းနှင့်ပါးစပ်ကိုပိတ်ကာထိုနေရာမှအမြန်ထွက်ခွာသွားသည်ထိုမျိုးသားသည်အမှန်စင်စစ်တွင်တိုင်းနက်ဖျားနှင့်လက်ဝဲဘရင်တို့၏တပည့်ဖြစ်သည်သူသည်နေ့စဉ်ပေါင်3000ကျော်လေးသောရေထမ်းဘိုးကိုထမ်းကာလေ့ကျင့်ခဲ့သဖြင့်သူ၏တိုင်းပညာမှာဆရာများထက်ပင်တာလွန်နေပြီဖြစ်သည်သို့တော်သူကိုယ်တိုင်မှမူထိုအချက်ကိုမသိဘဲ9000တိုင်းကိုင်းသို့တပြည့်အဖြစ်ဝင်ရောက်ခွင့်ရရန်သာအိမ်မက်မက်နေသည်ဆရာဖြစ်သူကသူ့အားတင်ကြားပေးစရာကုန်ပြီဖြစ်၍တောင်ပေါ်မှဆင်းကလောကအနှံ့လှည့်လေရန်ခွင့်ပြုလိုက်သည်တောင်ပေါ်မှအဆင်းတွင်နတ်ဆိုးကောင်းဆောင်က9000တိုင်းကိုင်းမှတပည့်များကိုတပ်ဖြတ်နေသည်နှင့်တိုက်ဆိုင်စွာကြုံတွေ့ခဲ့ခြင်းဖြစ်သည်ထို့နောက်အမျိုးသားသည်တိုင်းကိုင်း၏တပည့်ရွေးချယ်ပွဲသို့ရောက်ရှိလာသည်အခြားတပည့်လောင်းများကသူ၏အသက်အရွယ်ကိုကြည့်ပြီးလှောင်ပြောင်တယောကြသည်အမျိုးသားကရီမန်းချက်ရှိသူအတွက်အသက်အရွယ်ဟာအတားအဆီးမဟုတ်ဘူးဟုပြန်လည်ပြောဆိုသည်ပထမနှင့်ဒုတိယအဆင့်အရေးချင်းစစ်ဆေးမှုများစတင်သည်မမျှော်လင့်ဘဲသူ၏စစ်ဆေးမှုရလဒ်များမှာအနိုင်ဆုံးအဆင့်တွင်သာရှိနေသည်ဆယ်စုနှစ်ချီလေ့ကျင့်ခဲ့တော်လဲအခြေခံအဆင့်ကိုပင်မအောင်မြင်သဖြင့်သူကိုယ်တိုင်ယုံကြည်မှုများပျောက်ဆုံးလာသည်တတိယအဆင့်လက်တွေ့စမ်းသပ်မှုတွင်ဂိုင်း၏တိုင်းဆရာမကြီးတနက်လန်နက်ဖျားမှနှင့်ရင်ဆိုင်ရမည်ဖြစ်သည်သူမ၏လက်ချက်၃ချက်ကိုခံနိုင်ရရှိပါကစစ်ဆေးမှုအောင်မြင်မည်ဖြစ်သည်ဆရာမကြီး၏နာမည်ကိုကြားသည်နှင့်အခြားတပည့်လောင်းများမှကြောက်လန့်ကလက်လျှော့ကျင်နေကြသည်မဲနိုင်ရာတွင်ထိုမျိုးသား၏အမည်မှာပထမဆုံးအဖြစ်ထွက်ပေါ်လာသည်အခြားသူများကဝမ်းသာသွားကြတော့လဲဆရာမကြီးကမူဤမြအသက်ကြီးသူကိုစစ်ဆေးရမည်မှာအတိတ်ပဲမရှိဟုဆိုကာလူလဲခိုင်းသည်သို့တော်အမျိုးသားကငင်းဆန်ပြီးသူ၏ဆယ်စုနှစ်ချီလေ့ကျင့်မှုကိုစမ်းသပ်ရန်အတွက်အခွင့်အရေးပေးရန်တောင်းဆိုသည်သူရှုံးနိမ့်သွားလျင်ပင်သူနှင့်တကယ်တိုင်းပညာရှင်ကြားညီမျှကွာခြားသည်ကိုသိကျင်နေသည်ဆရာမကြီးကသူ၏မလျှော့သောဇွဲကိုမြင်ပြီးရှုံးနိမ့်ခြင်းသင်ခန်းစာပေးရန်အတွက်အခွင့်အရေးပေးရန်ဆုံးဖြတ်လိုက်သည်